Hello Hello မင်္ဂလာပါစကားပြောစရာလေးရှိလို့ပါနော်လူလောကမှာလူတွေကကိုယ်နဲ့ထိုက်တန်တယ်ထိုက်မတန်ဘူးဆိုတာရှိပါတယ်နော်ရှိပါတယ်အဲ့ဒီဟာလေးကိုပြောပြခြင်းလို့ပါကိုယ်နဲ့ထိုက်တန်တာရှိမယ်မထိုက်တန်တာရှိမယ်နော်အဲ့ဒီအတွက်တော့လူတွေကရွေးချယ်ရမှာဖြစ်ပါတယ်ရွေးချယ်မှာဖြစ်တယ်ဘဝမှာရန်ဖြစ်ဖို့လည်းမတန်တဲ့လူတွေရှိတယ်နော်ရန်ပြဖို့လည်းမတန်တဲ့လူတွေရှိတယ်ရှင်းပြဖို့အတွက်လည်းမတန်တဲ့လူတွေရှိတယ်ပြုံးပြဖို့အတွက်လည်းမတန်တဲ့လူတွေရှိတယ်ပေးဆက်ဖို့အတွက်ကိုလည်းမတန်တဲ့လူတွေရှိတယ်ပေးဆက်ဖို့ကကိုယ်စေတနာနဲ့လောက်ကင်ပေးမယ်ပြုမယ်အားလုံးကကိုယ်နေနာခံပြီးလောက်ကင်ပေးသမျှအနေနဲ့အပေါ်မှာမူတည်ပြီးတော့မတန်တဲ့လူတွေလည်းရှိတယ်နော်ချစ်ပြဖို့လည်းမတန်တဲ့လူတွေရှိတယ်ခင်မင်းနေဖို့လည်းမတန်တဲ့လူတွေရှိတယ်နော်အဲ့ဒီတစ်ခါတည်းမှာကိုယ့်အတွက်ဒါမျိုးတွေနဲ့တန်မတန်ဆိုတာလဲစဉ်းစားတတ်ဖို့လိုတယ်စဉ်းစားရမယ်နော်စဉ်းစားပေးရမယ်တန်လားမတန်လားကိုယ့်ရဲ့လုပ်ရက်တွေနဲ့ဒီလိုမျိုးအခြားတဦးနဲ့တန်လားမတန်လားဆိုတာကိုစဉ်းစားရမယ်ကိုကတော့မတန်တာတွေဖြစ်ခဲ့တဲ့အတွက်ကြောင့်လုံးဝကိုဒီကိစ္စတွေဖြစ်ခဲ့တဲ့ကိစ္စတွေအကုန်လုံးကိုကြောပေးထားရမယ်သိလူရှုထားရမယ်ခေါင်းထဲကိုလုံးဝမထည့်နဲ့တော့နော်ဒါတွေအကုန်လုံးကိုလည်းဘယ်လိုသဘောထားရမလဲဆိုတော့အမိုက်တွေလို့ပဲသဘောထားရမယ်နော်ဒါတွေကကိုယ့်အတွက်အမိုက်တွေပါပဲဆိုပြီးတော့သဘောထားရမယ်အဲ့လိုမျိုးသဘောထားရတဲ့အခါကျလို့ရှိရင်ကိုယ့်ကိုတိုက်ခိုက်လာမဲ့လူတွေအားလုံးနဲ့ခေါင်းထဲကနေပြီးတော့အားလုံးရှင်းထုတ်ထားလိုက်ပါကိုယ့်ကိုတိုက်ခိုက်လာမယ်နော်အမျိုးစုံဝေဖန်လာမယ်ပြောဆိုလာမယ်နော်အဲ့လိုမျိုးလူတွေအားလုံးနဲ့ခေါင်းထဲကနေပြီးတော့ရှင်းထုတ်ထားလိုက်ပါအကောင်းဆုံးပါပဲနော်အကောင်းဆုံးပါပဲဘာလို့ဆိုတော့လူတဦးတယောက်ကကိုကပေးဆက်နေတာများပြီနဲ့ကိုယ့်ကိုလည်းဂယုမဆိုင်ဘူးတန်မြတ်မှုလည်းဘာမှမရဘူးဆိုရင်အလကားပါပဲမတန်ဘူးကိုနဲ့နော်ကိုကချိုချိုတန်တန်နဲ့အမြဲတမ်းပြုံးပြနေတယ်ရင်ကျေးပြနေတယ်ဖော်ရည်ပြနေတယ်ကိုကိုအဖက်တောင်မလုပ်ဘူးဆိုတော့လူသေးသေးနဲ့ကိုနဲ့မတန်ပါဘူးနော်ကိုကဘလောက်ပဲချစ်ပါတယ်ပြောနေ तू ကကြောခိုင်းနေမယ်ဆိုရင်လည်းကိုနဲ့လည်းမတန်ပါဘူးနော်ဘာမှမတန်ပါဘူးနော်အဲ့လိုမျိုးတွေနောက်ကိုကခိုင်ရန်ဒေါသဖြစ်လို့ကိုကသူမျိုးသိပ်ပြီးတော့ကိုယ့်ဟာနဲ့ကိုအေးစစ်စွာနေလိုက်ပင်နဲ့လေသူတို့ကမပြီးနိုင်မစီးနိုင်တုံ့ပြန်မှုတွေများနေတယ်ဆိုရင်လေကိုယ်နဲ့လည်းမတန်ပါဘူးเนาะရန်ဖြစ်ဖို့လည်းမတန်ပါဘူးအဲ့ဒီအတွက်ကြောင့်ကိုယ်နဲ့တန်တာမတန်တာကိုရွေးချယ်ပါစဉ်းစားပါရှောင်လိုက်ပါကိုယ့်ရှိမှာအမိုက်တွေမရှိတော့ဘူးဆိုလို့ချင်းကိုယ်နဲ့ထိုက်တန်တဲ့လူတွေဒီကိုယ့်ရှိရောက်လာမယ်ကိုယ်နဲ့ထိုက်တန်တဲ့အရာဝတ္ထုတွေဒီကိုယ့်ရှိကိုရောက်လာမယ်ကိုယ်နဲ့ထိုက်တန်တဲ့လုပ်ငန်းဒီကိုယ့်ရှိကိုရောက်လာမယ်ကိုယ့်ဘဝကြီးတစ်ခုလုံးဒီတဲ့ကိုနဲ့ထိုက်တန်တဲ့တန်မိုးထားတဲ့လူတွေရှိကိုလည်းရောက်သွားနိုင်ပါတယ်အဲ့ဒီအတွက်ကြောင့်ကိုတန်မိုးထားပြီးထိုက်တန်အောင်နေထိုင်ကြပါလို့